အဲ့ဒီလိုမျိုးစကားမပြောချင်းမြင်ကိုတန်ဖိုးထားကြပါယောက်ျားလေးများဘာလို့လဲဆိုကိုကအဲ့ဒီစကားတခုကိုပဲမှန်လိုက်တာကွာဒါပေမဲ့ကိုယ့်ရဲ့ rule ကအများကြီးကြတော့မဟုတ်အခုခေတ်မှာကွာအဲ့လိုမျိုးဖော်နေတဲ့လူတွေလည်းအများကြီးပဲအဲ့မှာတော့ကြည့်ပြီးတော့ကြည့်လိုက်ကိုပြောစရာလည်းမလိုဘူးကွာဒီမှာအဲ့လိုမျိုးအခုချိန်ဆိုတကယ်လည်းအများကြီး KTV က story လည်းအများကြီးပဲအခု live မှာဆိုလို့ရှိရင်အဲ့လိုမျိုးအကြီးတမင်တက်ဖော်ပြထားတဲ့လူတွေလည်းအများကြီးပဲအဲ့ဒီကိုတွားပြီးတော့ကြည်ပါဒါပေမဲ့လေအဲ့လိုမျိုးကြီးကိုယ့်ရဲ့ဘယ်လိုပြောရမလဲdark side ပေါ့ကွာအဲ့ဒီ dark side ကြီးကိုထုတ်မပြကြပါနဲ့လို့အဲ့ဒီဟာလေကိုလည်းရိုးကြစေတဲ့လူကြားထဲမှာဆိုလို့ရှိရင်ဘာဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့အဲ့လိုဖြစ်နေတဲ့ဟာကြီးကလေသူများတွေထဲမှာဆိုရင်စမ်းကြတယ်သူများတွေအထင်သေးခြင်းကိုခံရတယ်ဒါကကိုမပြောတော့ S ကောင်မပြောဒါပေမဲ့လူကြားထဲမှာတော့တယ်ကိုယ်စိတ်ထဲမှာအဲ့လိုရှိနေတဲ့ဟာကြီးကလေကိုပို့ပြီးတော့ဒီဘယ်လိုပြောရမလဲမိန်းကလေးတွေဆိုပိုများတာပေါ့နော်မိန်းကလေးတွေဆိုရင်မိန်းကလေးချင်းဆိုကိုဒီအဲ့ဒီကောင်ကြီးကအဲ့လိုကြည့်လိုက်တာနဲ့ကွာမိန်းကလေးတို့ကွာမိန်းကလေးဆိုပို့ပြီးတော့တည်ရကွာအကယ်ထားလိုက်တော့အဲ့ဒီယောက်ျားလေးတယောက်ကထားတော့နော်ဒီလိုအင်ဂျီဝတ်သွားတယ်ပဲထားလိုက်ရုတ်တရက်ကြည့်သွားလို့ကြည့်သွားတယ်ဆိုတာကိစ္စမရှိဘူး this is a normal okay ဒါပေမဲ့အဲ့လိုရင်းကြည့်ပြီးတော့ထားလိုက်တော့အခုလိုမျိုးဆိုလို့ရှိရင်ကြိုးလေးဖြီးပြပါလားလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့လိုလူမျိုးတွေကလေဘယ်တော့မှလေဘယ်လိုပြောရမှာသူတို့ရဲ့လေစမ်းဆိုတာမရှိဘူးသူများတွေကသူ့ကိုကြည့်လိုက်ယုံစရာကြီးကိုအဲ့ဒီလိုမျိုးစကားမပြောချင်းမြင်ကိုတန်ဖိုးထားကြပါယောက်ျားလေးများဘာလို့လဲဆိုကိုကအဲ့ဒီစကားတခုကိုပဲမှန်လိုက်တာကွာဒါပေမဲ့ကိုယ့်ရဲ့ rule ကအများကြီးကြတော့မဟုတ်အခုခေတ်မှာကွာအဲ့လိုမျိုးဖော်နေတဲ့လူတွေလည်းအများကြီးပဲအဲ့မှာတော့ကြည့်ပြီးတော့ကြည့်လိုက်ကိုပြောစရာလည်းမလိုဘူးကွာဒီမှာအဲ့လိုမျိုးအခုချိန်ဆိုတကယ်လည်းအများကြီး KTV က story လည်းအများကြီးပဲအခု live မှာဆိုလို့ရှိရင်အဲ့လိုမျိုးအကြီးတမင်တက်ဖော်ပြထားတဲ့လူတွေလည်းအများကြီးပဲအဲ့ဒီကိုတွားပြီးတော့ကြည်ပါဒါပေမဲ့လေအဲ့လိုမျိုးကြီးကိုယ့်ရဲ့ဘယ်လိုပြောရမလဲdark side ပေါ့ကွာအဲ့ဒီ dark side ကြီးကိုထုတ်မပြကြပါနဲ့လို့အဲ့ဒီဟာလေကိုလည်းရိုးကြစေတဲ့လူကြားထဲမှာဆိုလို့ရှိရင်ဘာဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့အဲ့လိုဖြစ်နေတဲ့ဟာကြီးကလေသူများတွေထဲမှာဆိုရင်စမ်းကြတယ်သူများတွေအထင်သေးခြင်းကိုခံရတယ်ဒါကကိုမပြောတော့ S ကောင်မပြောဒါပေမဲ့လူကြားထဲမှာတော့တယ်ကိုယ်စိတ်ထဲမှာအဲ့လိုရှိနေတဲ့ဟာကြီးကလေကိုပို့ပြီးတော့ဒီဘယ်လိုပြောရမလဲမိန်းကလေးတွေဆိုပိုများတာပေါ့နော်မိန်းကလေးတွေဆိုရင်မိန်းကလေးချင်းဆိုကိုဒီအဲ့ဒီကောင်ကြီးကအဲ့လိုကြည့်လိုက်တာနဲ့ကွာမိန်းကလေးတို့ကွာမိန်းကလေးဆိုပိုပြီးတော့တည်ရကွာအကယ်ထားလိုက်တော့အဲ့ဒီယောက်ျားလေးတယောက်ကထားတော့နော်ဒီလိုအင်ဂျီဝတ်သွားတယ်ပဲထားလိုက်ရုတ်တရက်ကြည့်သွားလို့ကြည့်သွားတယ်ဆိုတာကိစ္စမရှိဘူး this is a normal okay ဒါပေမဲ့အဲ့လိုရင်းကြည့်ပြီးတော့ထားလိုက်တော့အခုလိုမျိုးဆိုလို့ရှိရင်ကြိုးလေးဖြီးပြပါလားလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့လိုလူမျိုးတွေကလေဘယ်တော့မှလေဘယ်လိုပြောရမှာသူတို့ရဲ့လေစမ်းဆိုတာမရှိဘူးသူများတွေကသူ့ကိုကြည့်လိုက်ယုံစရာကြီးကိုအဲ့ဒီလိုမျိုးစကားမပြောချင်းမြင်ကိုတန်ဖိုးထားကြပါယောက်ျားလေးများဘာလို့လဲဆိုကိုကအဲ့ဒီစကားတခုကိုပဲမှန်လိုက်တာကွာဒါပေမဲ့ကိုယ့်ရဲ့ rule ကအများကြီးကြတော့မဟုတ်အခုခေတ်မှာကွာအဲ့လိုမျိုးဖော်နေတဲ့လူတွေလည်းအများကြီးပဲအဲ့မှာတော့ကြည့်ပြီးတော့ကြည့်လိုက်ကိုပြောစရာလည်းမလိုဘူးကွာဒီမှာအဲ့လိုမျိုးအခုချိန်ဆိုတကယ်လည်းအများကြီး KTV က story လည်းအများကြီးပဲအခု live မှာဆိုလို့ရှိရင်အဲ့လိုမျိုးအကြီးတမင်တက်ဖော်ပြထားတဲ့လူတွေလည်းအများကြီးပဲအဲ့ဒီကိုတွားပြီးတော့ကြည်ပါဒါပေမဲ့လေအဲ့လိုမျိုးကြီးကိုယ့်ရဲ့ဘယ်လိုပြောရမလဲdark side ပေါ့ကွာအဲ့ဒီ dark side ကြီးကိုထုတ်မပြကြပါနဲ့လို့အဲ့ဒီဟာလေကိုလည်းရိုးကြစေတဲ့လူကြားထဲမှာဆိုလို့ရှိရင်ဘာဖြစ်ဖြစ်ပေါ့ကိုယ့်ရဲ့အဲ့လိုဖြစ်နေတဲ့ဟာကြီးကလေသူများတွေထဲမှာဆိုရင်စမ်းကြတယ်သူများတွေအထင်သေးခြင်းကိုခံရတယ်ဒါကကိုမပြောတော့ S ကောင်မပြောဒါပေမဲ့လူကြားထဲမှာတော့တယ်ကိုယ်စိတ်ထဲမှာအဲ့လိုရှိနေတဲ့ဟာကြီးကလေကိုပို့ပြီးတော့ဒီဘယ်လိုပြောရမလဲမိန်းကလေးတွေဆိုပိုများတာပေါ့နော်မိန်းကလေးတွေဆိုရင်မိန်းကလေးချင်းဆိုကိုဒီအဲ့ဒီကောင်ကြီးကအဲ့လိုကြည့်လိုက်တာနဲ့ကွာမိန်းကလေးတို့ကွာမိန်းကလေးဆိုပိုပြီးတော့တည်ရကွာအကယ်ထားလိုက်တော့အဲ့ဒီယောက်ျားလေးတယောက်ကထားတော့နော်ဒီလိုအင်ဂျီဝတ်သွားတယ်ပဲထားလိုက်ရုတ်တရက်ကြည့်သွားလို့ကြည့်သွားတယ်ဆိုတာကိစ္စမရှိဘူး this is a normal okay ဒါပေမဲ့အဲ့လိုရင်းကြည့်ပြီးတော့ထားလိုက်တော့အခုလိုမျိုးဆိုလို့ရှိရင်ကြိုးလေးဖြီးပြပါလားလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့လိုလူမျိုးတွေကလေဘယ်တော့မှလေဘယ်လိုပြောရမှာသူတို့ရဲ့လေစမ်းဆိုတာမရှိဘူးသူများတွေကသူ့ကိုကြည့်လိုက်ယုံစရာကြီး